စေစီလုံးမှုနဲ့ဥဆောင်ကနေအာနာရှင်စနစ်ဆိုးကိုတွန်းလှန်ရစေမြန်မာသွေးစားတိမှန်ကိုဒူးမထောက်လက်မမြောက်မလျှော်သောသွဲနဲ့ပြကြမယ်လေအနိုင်မခံအရှုံးမပေးနဲ့တို့ပြည်သူတွေຫນွေဦးတော်လန်ရေးကြီးအာနာယူတို့တိုက်ထုတ်ကြမယ်လေညီရလာဟေးညီရလာဟေးလူတို့စုရဲ့ချဲလဲမှုကိုတမခံမူလေအပြတ်တွန်းလှန်အောင်ရမယ်စနစ်ဆိုးကိုနိုင်ရမယ်လေရှားဝင်မရရင်သမိုင်းကိုရေးလို့စစ်ကြုံကိုမခံအောင်လန်ကိုလွှင်းရဲတို့ပြည်သူတွေဦးတော်လန်ရေးဒီအာနာယူတို့ချဆုံးရပါစေ